ရှုံးမှုများဖြစ်ပေါ်ခဲ့ရာမြန်မာနိုင်ငံမိသားတပ်ဖွဲ့လူမှုကယ်ဆယ်ရေးအဖွဲ့များနဲ့တရုတ်ထိုင်းစင်ကာပူနိုင်ငံတို့မှရောက်ရှိလာတဲ့ကုညီကယ်ဆယ်ရေးအဖွဲ့ဝင်များပူးပေါင်းကတရုတ်တပ်ဖွဲ့ကတော့ဒီဘက်ကတထိုက်ကိုသူကကယ်ဆယ်ရေးလုပ်တယ်ဟိုဘက်ကစင်ကာပူလုပ်တဲ့အနေအထားမှာတော့ခွေးလေးတစ်ကောင်ပဲရှိတယ်လို့ယူဆရတယ်အဲ့ဒါတော့စင်ကာပူကဟိုဘက်မှာသူကလုပ်နေတာဒါပေမဲ့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့က3တိုက်လုံးတော့ကျွန်တော်တို့ကဖြစ်အောင်ကျွန်တော်တို့ကဒီညတွင်ချင်းကျွန်တော်လုပ်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုကတော့အားလုံးလည်းဖောက်တဲ့အနေအထားကတော့တော်တော်လေးအထဲတော့ရောက်နေပါ72 hour မှာမပြိဘဲနဲ့ဒီလိုမျိုးဟလာလွတ်တဲ့နေရာမှာနေရသေးတယ်ဆိုရင်တော့နည်းနည်းလေးအလားလာနဲတော်လည်းပဲရှင်နိုင်သေးတာပေါ့ဒါကြောင့်ကျွန်တော်တို့ကတော့အတတ်နိုင်ဆုံးဒီညတွင်ချင်းလက်ရှိနှစ်တိုက်လုံးရောဟိုဘက်ကခွေးလေးရှိရင်လည်းခွေးလေးရောပေါ့ကျွန်တော်ရအောင်တော့ကျွန်တော်ကယ်ဖို့တော့ဆောင်ရွက်နေပါတယ်